ဓမ္မစင်ကအစီအစဉ်မှာဒိုင်တွေဘယ်သူမှမသိအောင်လှည့်စားပြီးမှရွှေခဲမျက်နှာဖုံးရှင်ဖြစ်နေခဲ့တဲ့ငိမ့်တော်ပရိသတ်ကြီးဒီတစ်ပတ်ပြသသွားမယ်ဓမ္မစင်ကမြန်မာအစီအစဉ်ကတော့တကယ့်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့အင်အားသေးစရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်နော်အထူးသဖြင့်ပရိသတ်တွေရောဒိုင်တွေပါအသေးအတန်ခံမှန်းခဲ့ကြရတဲ့ရွှေခဲလေးရဲ့မျက်နှာဖုံးရှင်ကဘယ်သူလဲဆိုတာကိုဒီအပတ်မှာအဖြေထုတ်ပေးလိုက်တာဖြစ်ပါတယ်ပြိုင်ပွဲတစ်လျှောက်လုံးမှာပရိသတ်တွေကိုအတန်ပါဝါအမှုအရာတွေနဲ့လှည့်စားသွားနိုင်ခဲ့တဲ့ရွှေခဲလေးကိုမက်ခိုင်လေးနဲ့ထွန်းထွန်းတို့လိုအတွေ့အကြုံရင်ဒိုင်တွေတောင်တဦးမှအဖြေမမှန်ခဲ့ပဲအရှုံးပေးလိုက်ရတဲ့အထိပါပဲအားလုံးကစိတ်ဝင်စားဆောင်ကြည့်နေချိန်မှာရွှေခဲလေးကမျက်နှာဖုံးကိုချွတ်ပြလိုက်တဲ့အခါမှာတော့အားလုံးထင်မှတ်မထားတဲ့လူငယ်တယောက်ဆောင်ငိမ့်တော်ဖြစ်နေခဲ့ပါတယ်။ဒီလိုမျိုးဒိုင်တွေကိုအလွတ်ယုံသွားနိုင်ခဲ့တဲ့ငိမ့်တော်ကတကြံမှာမွေးလို့အိမ်နာမည်ကိုဖိုးတကြံလို့ခေါ်တဲ့အကြောင်းဒီလောက်အရေးအမွက်ပြောပြနေရတောင်ဒိုင်တွေတယောက်မှမသိကြလို့စိတ်မကောင်းမှုဆိုပြီးတော့နောက်ပြောင်ကရေမိုးပွဲပြောကြားသွားခဲ့ပါတယ်။တကယ်ကိုပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်အဝပေးနိုင်ခဲ့တဲ့တင်ဆက်မှုတစ်ခုပါပဲ။ကဲဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးထဲမှာရောရွှေခဲလေးရဲ့မျက်နှာဖုံးရှင်ကတရုတ်ဆောင်ငိမ့်တော်ဖြစ်မယ်ဆိုတာကိုကြိုတင်ခံမှန်းမိခဲ့ကြတယ်လားဒိုင်တွေလိုပဲလုံးဝထင်မှတ်မထားပဲအလိန်ခံလိုက်ရတာလားဆိုတာမှတ်ချက်မှာဝင်ရောက်ရေးသားပေးခဲ့ပါဦးနော်ကျူအန်လင်စီက Miss Universe လိုင်စင်ကိုရောင်လို့တောင်မျက်စောင်းမထိုးဖို့ဒေါ်စိုးယူဝေကိုအတိပေးလာတဲ့ဇီရဲထက် Miss Universe မြန်မာရဲ့ National Director လိုင်စင်ပြောင်းလဲမှုကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်ဆောင်ဇီရဲထက်ကသူ့ရဲ့ခိုင်မာတဲ့သဘောထားကိုပုံမှန်လင်းလင်းပြောကြားလာပါတယ်။လက်တလုံးမှာတော့ National Director လိုင်စင်ကိုအရင်ကလှုပ်ဆောင်ခဲ့မှုတဲ့ဒေါ်စိုးယူဝေကတပံပြန်လဲရယူသွားပြီဆိုတဲ့သတင်းတွေကြည်ကြဲပြင်းပြထွက်ပေါ်နေပါတယ်။ဒီလိုချိန်မှာဇီရဲထက်ကတော့လာမယ့်2029ခုနှစ်အတွက်ထူးအလွင်ကိုပဲဆက်လက်တောင်းယူစေခြင်းကြောင့်အခိုင်အမာထောက်ခံလိုက်တာပါ။ဇေယျထက်ကမကြိုက်လေအမှန်တရားကိုပြောပြရမှာပဲလို့ဆိုကောင်သူ့ဘဝရဲ့အလှမဲ့ပြိုင်ပွဲတွေကိုတစ်ကြိမ်မှစိတ်ဝင်စားခဲ့မှုပေမဲ့ဒီနှစ်ထူးအလွင်တောင်းယူကျင်းပခဲ့တဲ့ပွဲကတော့အမခန်းဖြစ်လုံးလုံးအားပေးခဲ့ရတယ်လို့ဖွင့်ဟလာပါတယ်။ကမ္ဘာလေမှာမြမကုံဆောင်မဲ့အရေးချင်းပြေးသွားတဲ့အလှမဲ့ခေါင်းတွေပေါ်ထွက်လာဖို့ဆိုတော့ထူးအလွင်ရဲ့စနစ်တကျရွေးချယ်ပြောထားမှုနဲ့မှပို့ပြီးတော့ဖြစ်နိုင်မယ်လို့သူကအပြေအယုံကြည်ထားပါတယ်။တကယ်လေကိုထူးအလွင်ကအသေးစုငိမ့်တဲ့နေနေလေးအိမ်တို့လိုနိုင်ငံတကာစင်မြင့်ထမှာမျက်နှာမငယ်ရတဲ့အလှမယ်တွေကိုအကောင်းဆုံးမွေးထုတ်ပေးနိုင်ခဲ့တဲ့ဆရာတဆူဆိုရင်လည်းမမှားပါဘူး။ဒီနှစ်မှာဆိုရင်သမီးတော်မေဂရစ်ကနိုင်ငံတကာရဲ့ Hobbit စရင်တွေမှာထိတ်ဆုံးကနေနေရယူနေတာအလုံးအသိပဲဖြစ်ပါတယ်။အရင်ကကိုထူးအလွင်ရဲ့ဗီဒီယိုဖိုင်ပြဿနာတွေကြောင့်လိုင်စင်အသိမ်းခံလိုက်ရတယ်လို့ဆိုပေမဲ့ပရိသတ်အများစုကတော့နှမျောတသားဖြစ်နေကြစေပါ။ဇေယျထက်ကတော့နောက်နေ့ MUM လိုင်စင်ကိုထူးအလင်ကိုပဲဆက်လက်ပြီးတော့ကိုင်စီခြင်းနဲ့သူ့ရဲ့စံသားကိုပြပြတတာထုတ်ပေါ်အသိပေးသွားခဲ့ရဖြစ်ပါတယ်။ပရိသတ်တို့ရောဘသူကိုကိုင်စီခြင်းပါသလဲရှင်။